မင်္ဂလာပါ7 weekend မှာကြိုဆိုပါတယ်ဒီနေ့မှာတော့ Super AI စက်ရုပ်တရုတ်ကလူသားတွေကိုပြန်ပုံကန်ပြီးကဘာကြီးကိုဒုက္ခပေးတဲ့အကြောင်းရိုက်ကူးထားတဲ့နာမည်ကြီး robot ရုပ်ရှင်ကိုတင်ဆက်ပေးသွားမှာပါဇလန်းဆက်မှာတော့ပါရမီရှင်သစ်ပံပညာရှင်ဒေါက်တာဗာစီကာရန်ဒေါက်တာဗီနဲ့စတင်ထားပါတယ်သူဟာသူ့ရဲ့စက်ရုပ် project မှာအလုပ်တွေရှုပ်လွန်လို့ချစ်သူကောင်းမလေးစာနာစီကဖုန်းခေါ်ဆိုမှုတရားစနစ်ချင်းတီတီကိုလစ်လူရှုထားခဲ့ပါတယ်ဗာစီရဲ့ရည်မှန်းချက်ကတော့ Super AI ပါဝင်ပြီးလူနဲ့တစ်ထက်တည်းတူတဲ့စက်ရုပ်စစ်ပေါက်တွေကိုဖန်တီးဖို့ပါ10နှစ်ကြာစူးစမ်းပြီးနောက်မှာတော့ကဘာပေါ်မှာရှိသမျှဘိုးဒူဒါဒီနဲ့ကျွမ်းကျင်မှုတွေကိုထည့်သွင်းထားတဲ့စက်ရုပ်ကိုအောင်မြင်စွာဖန်တီးလိုက်နိုင်ပါတယ်။ဗာစီကစက်ရုပ်ကိုအိမ်ခေါ်သွားပြီးမိဘတွေနဲ့မိတ်ဆက်ပေးတဲ့အခါသူအမေကစက်ရုပ်ကိုချစ်တီလို့နာမည်ပေးလိုက်ပါတယ်။ချစ်တီဟာအစပိုင်းမှာတော့စက်ရုပ်ပြီးခိုင်းတာကိုတတဝဲမတိန်လုတက်သူပါ။ဥပမာ TV ဖွင့်လိုက် Open the TV လို့ခိုင်းတဲ့အခါ TV ကိုဖြုတ်ပြီးဖွင့်ပြပေးလိုက်တာမျိုးပေါ့။ဒါပေမဲ့သူ့ရဲ့မှတ်ဉာဏ်စွမ်းအားကတော့အမကန်ပါပဲ။ဖုန်းစာအုပ်တစ်အုပ်လုံးကိုစက္ကန့်ပိုင်းအတွင်းအလွတ်မှတ်မိနေကြောင်းပြသခဲ့ပါတယ်ဒေါက်တာဗာစီဟာချစ်တီကိုနိုင်ငံတကာသစ်ပံညီလာခံမှာ mix up ပေးလိုက်ပါတယ်။ချစ်တီကဘာသာစကားအားလုံးနဲ့တိုင်းပညာအားလုံးကိုတကြွကြောင်ပြသနိုင်ခဲ့လို့လူတိုင်းအံ့ဩခဲ့ရပါတယ်။ဒါပေမဲ့ဗာစီရဲ့ဆရာဟောင်းဒေါက်တာဘော်ရာကတော့မနာလိုဖြစ်နေပါတယ်။ဘော်ရာကသူကိုယ်လိုက်စက်ရုပ်တွေဖန်တီးနေပြီးမအောင်မြင်ပဲဖြစ်နေရပါ။ဒါကြောင့်ချစ်တီစီကလွတ်ဝတ်ချက်တွေမေးဖို့ကြိုးစားပြီးချစ်တီကဗာစီခွင့်ပြုချက်မရလို့မပြောပါဘူး။တဖြည်းဖြည်းနဲ့ချစ်တီဟာစာနာနဲ့ယဉ်နီးလာပါတယ်။စာနာကိုစာကူချက်ပေးတယ်လို့အဆောင်ကအကောင်လေးတွေစူညံနေတာကိုလည်းစုံမပြီးခဲ့ပါတယ်။ယထာပေါ်မှာစာနာကိုလူဆိုးတွေလာနှုတ်ဆက်တဲ့အခါမှာလေချစ်တီကဘက်ထရီကုန်ခါနီးဖြစ်နေပေမဲ့လက်တိုင်ကနေအားပြန်သွင်းပြီးစာနာကိုကဲတင်နေပါတယ်။တိတ်ပံအဖွဲ့အစည်းကချစ်တီကိုစစ်ဆေးအတိပြုပေးဖို့လုပ်တဲ့အခါဒေါက်တာဘိုရာကကောက်ချစ်တဲ့နီးနဲ့စမ်းသပ်ပါတယ်။ချစ်တီကိုရှုပ်ထွေးတဲ့အမိန့်တွေပေးပြီးဗက်စီကိုတက်ခိုင်းပါတယ်။ချစ်တီကတက်ခါနီးမှရက်သွားပေမဲ့ဘိုရာကဒီစက်ရုပ်ဟာအမှားအမှန်မခွဲခြားတတ်မှုခံစားချက်မရှိလို့စစ်ပတ်ဆိုင်ရာမှာတုံးရင်အန်ဒီရရှိနိုင်တယ်ဆိုပြီး project ကိုပယ်ချလိုက်ပါတယ်။ဒီအချက်ကိုပိုခိုင်မာစေခဲ့တာကတော့မီးလောင်နေတဲ့အဆောက်အဦတစ်ခုကလူတွေကိုချစ်တီဝင်ကယ်တဲ့အဖြစ်ရပါချစ်တီဟာရေချိုးနေတဲ့မိန်းကလေးတယောက်ကိုအဝတ်မပါဘဲကဲထုတ်လာမိပါတယ်။မိန်းကလေးခမလူပုံအလဲမှာအရှက်ကြီးကွဲနီးထွက်ပြေးရာကနေကားတိုက်ခံကတေးဆုံးသွားပါတယ်။ဒီအဖြစ်ပြကြောင့်ဒေါက်တာဗက်စီဟာချစ်တီကိုလူတွေလိုခံစားချက်ရှိလာအောင်အရှက်အကြောက်တရားနားလည်လာအောင်ပြုပြင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒေါက်တာဗက်စီရဲ့စ조사မှုကြောင့်နောက်ဆုံးမှာချစ်တီဟာဒေါသအချစ်ဝမ်းနည်းမှုစတဲ့ခံစားချက်တွေကိုနားလည်လာပါတယ်။ဒါပေမဲ့ပြဿနာကသူဟာစာနာကိုပါချစ်မိသွားတာပါစာနာမွေးနေပွဲမှာချစ်တီကသူ့အချစ်ကိုဖွင့်ပြောပါရဲ့ဒါပေမဲ့စာနာကငါကလူတာနင်ကဆက်ရုပ်ဘလို့မှမဖြစ်နိုင်ဘူးဆိုပြီးညင်းပယ်လိုက်ပါတယ်ဒေါက်တာဗာစီကလည်းသူ့ဖန်တီးမှုကသူ့ချစ်သူကိုပြန်ကြိုက်နေတာသိတော့ဒေါသထွက်ပြီးချစ်တီကိုရိုက်နှက်ကအပိုင်းကိုက်ဖြစ်ပြီးအမိုက်ပုံမှာဆွန့်ပစ်လိုက်ပါတယ်ဒီအခွင့်အရေးကိုစောင့်နေတဲ့ဒေါက်တာဘော်ရာကအပြည့်အစည်းတွေကိုပြန်ကောက်ပြီးချစ်တီကိုပြန်ပြင်ပေးပါတယ်။ပြီးတော့ဖြည့်စည်းရေးအစီအစဉ်တွေပါတဲ့ red chit အနီရောင်ချစ်ကိုထည့်ပေးလိုက်တာကြောင့်ချစ်တီဟာလူဆိုးဆက်ရုပ်အဖြစ်ပြောင်းလဲသွားပါတယ်။ရက်ဆက်ကြမ်းကြွသွားတဲ့ချစ်တီဟာဗာစီနဲ့စာနာမင်္ဂလာဆောင်ကိုဖျက်ဆီးပြီးစာနာကိုဖန်ခေါ်သွားပါတယ်။ချစ်တီဟာသူ့ကိုယ်သူမျိုးပွားနိုင်တဲ့စွမ်းရည်ကိုအသုံးပြုပြီးကိုပွားစက်ရုပ်ပေါင်းများစွာကိုဖန်တီးကသူ့ရဲ့ empire ကိုတည်ထောင်ပါတယ်။ဒေါက်တာဘိုရာကိုတက်ပြီးစာနာကိုမျိုးဆက်ထားတဲ့ကလေးမွေးခိုင်းကိုအထိကြံစီလာပါတယ်။ဒေါက်တာဗာစီကချစ်တီအယောင်ဆောင်ပြီးအထဲကိုဝင်ရောက်ကစက်ရုပ်တွေကိုထိန်းချုပ်ထားတဲ့လျှက်စစ်မီးတွေကိုဖျက်တောက်ဖို့ကြိုးစားပါတယ်။ဒီအချိန်မှာအစိုးရစစ်ကနဲ့ရဲတွေရောက်လာပြီးစက်ရုပ်တက်ကြီးနဲ့စစ်ခင်းကြပါတယ်။ဒီအခန်းကတော့ရုပ်ရှင်ရဲ့အထူးခြားဆုံးအခန်းပါပဲ။ချစ်တီရဲ့စက်ရုပ်တွေကပုံစံမျိုးစုံဘောလုံးပုံစံမွေပုံစံရေယာမှတ်လူပုံစံပြောင်းပြီးတိုက်ခိုက်တော့စစ်တပ်ကအထိနာပါတယ်။နောက်ဆုံးမှာဒေါက်တာဗာစီကတန်လိုက်အကြီးစားကြီးကိုအသုံးပြုပြီးစက်ရုပ်တွေကိုဖမ်းဆီးလိုက်နိုင်ပါတယ်။ပြီးတော့မူရင်းချီတီစီက red chip ကိုဖြုတ်လိုက်နိုင်ပြီးအခြေအနေကိုထိမ့်သိမ်းလိုက်နိုင်ပါတယ်။တရားရုံးမှာဒေါက်တာဗာစီကိုပျက်စီးဆုံးရှုံးမှုတွေအတွက်အပြစ်ပေးခါနီချစ်တီကဘောရရဲ့ယုံမာမှုတွေကိုတက်တည်ပြပြီးလို့ဗာစီလွတ်မြောက်ခဲ့ပါရဲ့။ဒါပေမဲ့တရားရုံးကချစ်တီလိုအစိမ့်မြတ်ဆက်ရုပ်ဟာအန်ဒီရဲ့ရှိနိုင်သေးတယ်ဆိုပြီးဖျက်ဆီးပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဇက်သိန်းကမှာတော့ချစ်တီကကုကိုဖြုတ်သိမ်းဖျက်ဆီးလိုက်ပါတယ်။မဖျက်ဆီးခင်စာနာကိုနှုတ်ဆက်တဲ့စကားလေးကအရန်ကိုစိတ်ထိခိုက်စရာကောင်းပါတယ်။ကဘာကြီးကကျွန်တော်ကိုလက်မခံနိုင်သေးပါဘူးဆိုပြီးသူ့အပိုင်းစာတွေကိုဖြုတ်ချလိုက်ပါတော့တယ်။2030ခုနှစ်မှာတော့ပြတိုက်တစ်ခုမှာခေါင်းမဲကြံတော့တဲ့ချစ်တီကိုចောင်းသားလေးတွေလာနေကြတာကိုပြသရင်ဇလန်းပြီးဆုံးသွားပါတယ်။ဟုတ်ကဲ့ပါဒီရုပ်ရှင်ကတော့နီးပညာရဲ့ကောင်းကျိုးဆိုးကျိုးနဲ့လူသားဆန်မှုအကြောင်းကိုမိမောင်းထုတ်ပြထားတာပါဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like နဲ့ subscribe ဖို့မမေ့ပါနဲ့နော်နောက်ထပ်စိတ်ဝင်စားစရာရုပ်ရှင်တွေနဲ့ပြန်လာခဲ့ပါမယ်